မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒီနေ့မှကော့တောင်ကြီးစဉ် Day 1 ပေါ့ Day 1ဒါရန်ကုန်ကနေကော့တောင်စထွက်မဲ့ကြီးစဉ်ပေါ့ရောက်တာနည်းနည်းစောရတယ်စောရတော့နည်းဆောမမများအမြဲဆောတယ်ဆောရလဲကောင်းပါတယ်အမြဲနောက်ကြပြီးကြံခဲ့တာများလို့တွေ့ကြုံလေးများပြီးလက်စင်နေထိထားတော့အမြဲဆောဟို8နာရီခွဲဆိုရင်9နာရီခွဲလောက်ခေကဟိုတနာရီခွဲ2နာရီကိုကြို့ကိုရောက်တာဒါပေမဲ့ကောင်းပါအဲ့ဒါလည်းဝိရိယဖြစ်သွားတာပေါ့အကျင့်လေးကောင်းသွားတာပေါ့အဲ့နောက်အကျင့်မကောင်းနောက်ကြအမြဲအခုအရင်ဆောနေသေးတယ်အဲ့တော့ပုံမှန်ကော်ဖီတောက်မလို့ပဲအဲ့တော့ဒီမှာပဲကြားလည်းဖိုက်စားရဆိုဘာကားလေးစားကြတယ်ဆိုတော့မုံဝင်စားမယ်ပေါ့နော်ခဏလည်းစောင့်အောင်ပါလေဆိုတော့အချိန်လေးစောင့်ပြီးတော့ဟိုကောင်တာရမဖွင့်သေးဘူးအဲ့တော့ကျွန်တော်ရှိတဲ့ဆိုင်လေးမှာပဲကျွန်တော်ထိုင်ဆောက်လိုက်မှာပေါ့နော်အဲ့ကျွန်တော်ထိုင်ဆောက်လိုက်တော့မယ်ဟုတ်ချကျတော့ဟာရမင်း7မှာရအတန်ကြားပြီလားဖားလိုက်ပြီမဟုတ်အတက်မကြားစင်မီးရော်နေ7မိနစ်နေမှရမှာဖားကမှာဖားကမျိုးသားစားဖို့ဝိရှော့ဆိုအဲ့ဒီနေစားတာအမေကအဲ့လည်းပထမတုပ်ပေးထားစားရဆိုတော့ဘတ်ဂျက်ချွေတာရအနေနဲ့စားတော့ဘာကြည့်လို့ပါကျွန်တော်တို့ရဲ့ခီးဆောင်အိတ်တွေပါနည်းနည်းလေးပဲပေါ့ကျန်တဲ့ညညလာလီမိုတီရဲ့ကော်ဖီရဲ့ဘာကတော့ကျမမစားပါကျမစားရင်ဝတ်တက်မှာကျမအရင်ကြောက်တာအကစားရင်ဝတ်တက်မှာကျမအရင်ကိုကြောက်တာရကြတော့မှမှာပြီးတာစားကောင်းလို့ပါဒါကတော့ငါမဟုတ်ဘူးစစ်စစ်ရမှာလိုက်နေပြီဆိုထိုင်နေပြီကဲအခုဆိုလို့ရှိရင်တော့နေပေါ်မတက်ခင်လေးပေါ့နော်ဂိမ်းနံပါတ်27လမ်းမှာပဲကော်ဖီဆိုင်လေးမှာပဲကော်ဖီမတောက်ပါဘူးကော်ဖီကအောက်မှာတောက်ဘူးဆိုတော့တင်မော်တောင်းလေးပဲမှာစားလိုက်တယ်ပေါ့အမိုင်းလေးနဲ့မကောင်းလေးဝင်ထိုင်ပြီးတော့တည်ရမယ်အဲ့တော့တင်မော်တောင်းလေးမှာစားရဲကိုကတော့ဘိုင်းမကောင်းပြီးစားတော့အဲ့တော့ရုပ်ကလေးဝယ်တောက်လိုက်တယ်ကိုကတစ်ချက်ပေါ့ရှင်ဆိုတော့ဘီတို့ဒီ10နာရီပဲ10ခွဲအတက်လေး10နာရီ45လင်းတော့ထွက်မယ်လို့ပြောတယ်အခုတော့မခေါ်သေးလို့စောင့်နေကြတာပေါ့နော်တကြံဆိုတော့အခြားနည်းပညာရှင်ကြီးမတွေအကိုတွေအများကြီးပါပါတယ်အဲ့တော့ဒီနေ့ day 1လေးစထွက်တဲ့နေ့လေးကို blog ပြီးပေါ့နော်ကိုရောက်လို့တကယ်လို့ပေါ့နော်မျိုးကျွန်းနေပိုင်းလည်းဖြစ်တယ်ဆိုလို့ရှိရင်လည်းကျွန်းတွေကိုလိုက်ပြီးတော့ပို့ပေးပါဦးမယ်ခုမှမဟုတ်ရိုက်ပြပါဦးမယ်လို့ပို့မယ်ဟုတ်ကဲ့ပါအခုတော့ဒီမှာအခဏလေးနေထိုင်စောင့်နေရပါရှင်ဆိုရင်လေမော်ရောက်နေပါပြီကြာကင်းတော့ရောက်မှာပါပူတယ်နဲ့အေးလေအေးကြပါအဲ့လေမော်ရောက်နေပါရှင်ဒီမှာမရှိတဲ့ခါကျရင်ထပ်ပြီးတော့မှဒီလေးပါဦးနော်ဒီမြိုင်ထိုင်ကုန်ရှိအိတ်ထဲတွင်အနေကောက်ကွယ်လက်ညွန်ကပြပါရှိပါတယ်။လေမတက်မီလေကိုခါရင်ပတ်၍ကပတ်ခွင်းအတွင်တက်စင်မှာတင်းကျက်စီရန်ဤကျုံးစားစားပြီဘိုက်လားစနေစားတယ်လို့မစားတယ်နမောင်လေးကျွေးရဖွင့်မယ်နော်ပါမသိဘာမလဲရေးနေရေးပဲတောက်တော့မဟုတ်စားဘိုက်စားပါဟောကြိုက်တာစားရပြီအခုကတော့ကျွန်တော်တို့ကော့တောင်လေးစိတ်ကိုဆင်းတော့မှာပေါ့ဒါရောက်ခံနေပြီပေါ့နော်
လာခဲ့လေ ကဲရောက်ပြီ ဟုတ်တော့ရောက်ပါ ရောက်ပြီနော်ရောက်ပါပြီအချိန်တော့ပေးလိုက်ရတာဘယ်နဲ့နိုင်တော့လား7နိုင် အော်ခေါင်းထားတာတော့9နိုင်ပေါ့ အဲကနေ9နာရီထွက်တယ် ကိုလုံးလားမင်းလုံးလားတော့ပေါ့ အခု7နိုင်ခွဲကျွန်တော်ကိုတောင်း7နိုင်ခွဲချိန်မှရောက်တယ်တော့မှခဏနားတယ်အခုကိုတောင်းရောက်ပါပြီအားလုံးပဲဆောက်မြော်ပြောတော့ ဘာကြမလဲချောင်းကိုလေ နေရတော်ပူနေပြီ ဒီဘောဒီနေ့မှာပေါ့လေ ကိုင်နဲ့မောင်ကကိုင် ရှောက်လာအောင်မကောတော့တော့ကောင်းဆုံးပြီးတယ်မှာ ခိုင်ရတာတော်ကြာပါရဲ့အဲ့တော့လမ်းနဲ့လျှောက်လိုက်အောင် ရရကျမလေးကဒီမှာစီးပူးစားမလဲ ကိုတောင်းလေးစစ် ကော့တောင်းလို့ရောက်ရှိလို့လာပါပြီကဲခုဆိုလို့ရှိရင်တော့ဒါကားလာကြည့်လို့ဖြစ်နော်ဟိုတယ်ကတော့ဘယ်တော့စီစဉ်လာလည်းမဖြစ်သေးပါဘူးအဲကြလို့ရှိရင်တပီလိုက်ကြည့်ပြပါအောင်ရှင်ဒါကကိုင်တန်ကုန်ကနေပြီးတော့ကော့တောင်းလာတဲ့အစီအစဉ်လေးပေါ့နော်နောက်ကဆုံးဖြစ်နေပြီးလို့ရှိရင်အခုဒါလာကြတဲ့ကားပေါ်မှာဘီယူရောက်နေတာပြီနိုင်တော့ပါမယ်ရှင်ဟိုတယ်ဘာကြီးလဲစာနေပြီပို့စော်တယ်ပို့စော်တယ် One style ဆောက်တယ် ကြား လို့ ရ ပိုင်းနေ ပို့ ပါ စော်ရနော်ကိုစတဲ့ အော် ဟုတ်တယ်တရားဟောမင်းဒီလာနာပဲဘယ်လိုမှလည်းထုံးကြမှာအထုလာမှာအော်ဟာသူ့ဒီတို့တို့ကိုဒေတာလိုက်ထွက်တိုင်း ခုကတော့ဒါအဆိုင်လေးရိုက်ပြတာပေါ့ ဆိုင်ရရပါတော့တော့ပြီးရ ခုနကရပါရ 我们这个是什么 Victoria Cliff Garden Resort ကန်းကြီး လောက်တော့တယ်နော်ရှင်း ပြောလား ဒါဘယ်လိုပမောဆုံး first time ကောတော့ပြီးစားနော်တကြံတွင်းလေးရောက်တာပေါ့တကယ်ပါရေးဆက်ဆောင်လို့ကြကြအရင်ချစ်ရကောင်းပြီးရအောင်ခိုင်မှာစူဖိုက်ရရပါတော့ Hi 哥 ကိုယ်နိုင်ငံမှာဒီလိုလှပတဲ့တောင်တန်းတွေနဲ့လူကန်းချိန်ရှိတာကိုလည်းဂုဏ်ယူတယ်ဒီနေ့လည်းသူဖြစ်တယ်ပထမဆုံးဆိုတော့မောင်ဆုံးပေါ့နော် လူကနည်းနည်းမဲနေလိုက်တယ်ပြောင်းပြဖြစ်နေတော့နည်းနည်းမဲနေ လူကမဲရထက်ပေါ်လိုက်တင်နေတာရ อืม ဒီပါလေ ကိုစစ်ဒါလေးကိုစစ်
မင်္ဂလာပါဒါကျွန်တော်တို့တဲတဲ့ဘန်ဂလိုလေးပေါ့ဘန်ဂလိုလေးဆိုတော့ပို့ပြီးတော့အဆင်ပြေတယ် အဲ့လိုလေးဆိုတော့အားနေလေ အခုလိုမျိုးကောင်းကောင်းနေရတဲ့သမီးတွေကိုတတိရတယ်သူတို့ပြောတယ်အဲ့လိုအမေမိဘနဲ့ခီးထွက်ရတာနော် သူဘီလီယံဆိုလေထွက်သွားမယ်ပဲ ဟိုတယ်သွားမယ် ဟိုတယ်သွားမယ်လေဘီလီယံ ဟိုတယ်မှနေမှာပြော ဟိုတယ်မှာဒီလိုရတယ်သူတအားပြောင်းပါကောသားမျိုးကြီးအရင်ကချစ်စရာကောင်းတယ်ဟိုတယ်လည်းကောင်းတယ်ပြီးတော့အမသားတွေလည်းထပ်ပြီးလာပါအောင်နော် ဖြူးလေးပြပေးမယ် ကောင်းတယ် ဒါကျွန်တော်တို့ render နေမြင်တဲ့ view လေးပေါ့တကယ်ဟိုမိုက်ပါဒါအောက်မှာလမ်းလေးနဲ့ဒီဘက်မှာဆိုအခန်းလေးတွေပေါ့ပမာလဲဒါရေချိုးခန်းလေးပေါ့ ဒီမှာတော့စီရလောလောက်ခဲ့ပြီဟာတကယ်ဆိုရင်လေအဲ့လိုအဲ့တော့ဒီချုပ်ကမှဒီတော့စီလို့မျိုးလုံးလောက်ထည့်ပေးရမှာဟိုသူကဘာချက်နဲ့လဲဆိုင်ဆိုင်ပါတော့ဒါကြတော့ဒီနည်းနည်းစီးလဲကောင်းနေတယ်ပစ္စည်းလဲကောင်းသုံးနေတယ်ပေါ့နော်ဒါပေမဲ့ဘယ်တော့ကြလာတဲပြီဆိုရလေမဟုတ်ဒါတစ်ခါပဲပြလာတဲပြီဆိုရလူကဘာဘက်ချက်နိုင်နေတယ်နော်ကောင်းပိတ်လို့ပြီးရင်ကောင်းပိတ်တိုင်းလေးပေါ့ရသည်ချင်းဟိုတော့ယူလို့ရပါတယ်ချိုးနေရကြအဲ့တော့စီတော်နေတာဒီအစမပြေတာတော့ဆင်းပြေ သဘောကျပေါ့ သဘောကျခွာပါတော့ခွာ ဒါရေချိုးခန်းလေးရေချိုးခန်းစတိုင် ဘုစားပြီးတော့တိုက်လာ ဒါဝတ်ပြီးဆိုကျေးဇူးပါကျွန်တော်ညနေသချင်းတိုက်ဖို့ရှိတယ်အင်းချိန်ညမှာမယ်တခါကျွန်တော်ထမင်းစားတာရိုက်ပြမလို့ဟိုကဖြစ်သွားပါတကယ်ကထမင်းစားတာလေးကိုရိုက်ပြမလို့နေရလည်းနည်းနည်းပူတယ်ပြီးရင်သူများလည်းရှိတော့အားနာလို့လေဖုန်းတကာကနဲ့ရိုက်နေရတာအားနာလို့မရိုက်ပြဖြစ်တော့တာပါအခုတော့နားလိုက်ပါအောင်မယ်ညနေကျရင်တစ်ဖြတ်ထားရိုက်ပေးပါမယ်ခင်ဗျာအခုကညနေ9 နာရီကျော်လေးပေါ့ကျွန်တော်တို့ကတချင်းနေနေတိုက်ဖို့ရှိရယ်ဆက်တန်ဆန်းမှာပေါ့လေမနေ့ပြန်တော့အဲ့တော့လိုက်ကြည့်ပေးပါအောင်ပြီးတော့ညနေခင်းအလှလေးတစ်ချက်ရိုက်ပြမယ်နော်လှနေပြီအားမမတရားဆင်းရသေးဘူးမိတ်ကဆရာခေါ်ထားတယ်ကောတောင်းမိတ်ကအပ်ဒိတ်ကိုခေါ်ထားတယ်ပွဲကြလို့ရှိရင်လိမ့်ပြီးတော့ဘယ်မှာပေါ့ ဒါလေးညနေခင်းအလှလေးကိုအဲ့လိုတကယ်အခက်ဖြစ်နေအခက်ဖြစ်အားကြောင့်တိုက်အောင်မယ်ကိုင်းကိုင်း အတိုက်အောင်မယ်တော့မတပတ်နိုင်လည်းမဲပါရှောက်သွားတယ်ကဲနေတော့ခါကြလက်ကဝေးရမဟုတ်တော့ အခုကသချင်းတိုက်ဖို့ရနေပါပြီဆက်စင်တာမပြီးသေးလို့စောင့်နေရပါမင်္ဂလာပါအခုကတော့ဒင်နာစားဖို့ပေါ့လေကျွန်တော်တချင်းတိုက်ပြီးအပြန်ဒင်နာစားမယ်ဒင်နာစားဖို့ကျွန်တော်စားတော့ဆိုင်ရောက်နေတာပေါ့谁看嘞？司机跑了，本身就跑了。无聊。
မင်္ဂလာပါ အခုညမချုပ်ပါဘူးစားတော့ ပြင်ပါပါ ပြင်ပါပါပြင်မဲ့မှာတော့ဒီကျင်ကလုံးပါဒါပေမဲ့ဒီမှာပဲဆုံးတက်လိုက်တော့ပါမယ် ဟုတ်တယ်ပြန်ဟုတ်ပြီ ဒီမှာလိုက်ရှာ ကျွန်တော်နောက်ဆိုရင်ဒါဟိုကန်းနာပေါ့ ကျန်တာမိုးတော်ချုပ်တော့မှောင်သွားပြီပေါ့ဟုတ် အဲ့တော့ဒီနေ့ day 1ဟိုဟာကော့တောင်ခီးစဉ်လေးဒီမှာပဲနှုတ်ဆက်ချင်ပါတယ်ဒီနေ့တင်ပါတယ်